Hello，大家好，欢迎回到小小王国线上教学课堂，我是王老师。Hello，明啦吧，你的 Embara Chinese Online Class 嘛，王老师吧。OK，第二啲 video 噶咯，老師說呢，湯呢是敲嘛表咧咩 HSK K 呢，老師說啊行 HSK K 呢八卦咧，說啦先表邊啊，男性表他嘛批發咧，啊行弄啊，老師說 HSK K 噶3級水初級 PR 咧，4級水中級 PR 咧，5級6級水高級 PR 咧，啊行嘛叫做啊對嘛叫做我們後頭保。對嘛個3級也得酷，4級也得酷，5級也得酷，6級也得酷撇多位。所以先嘛老師3級將先表他比比說了第下6老師羅巴咧，4級下6老師幾樣呢？因為上老師羅巴咧說得個因幾樣，大家老師佢幫他嘛表他下個，老師說得表咧咪下吧，可以。然後都酷啊老師羅巴咧說了先打好，然後拍拍個。得譬如咯，nhà phải cả hàng của老師男性表嘛吧，所以季節表嚟多啦個把咧，所以老師就這樣，然後nhà表嚟多啦 ，OK， 好，老師咯啲白話嘛是的下個，對吧？nhà phải嘛是的hàng本咯，所以天後複數啊，因為細部間你嘛多，本來部撇多咧，所以那部被撇多，比如因為下個天後複數個啱咩呢？前比咧，然後啲個不嬲前面呢比咧所以，特部個實間40被比咧，然後特部個實間40被比落嚟，啲個。တပုတ်မှာကတော့စက္ကန့်40ပဲပြီးတော့တယ်အဟောက်မှာတော့10ပုတ်ကိုသူက9မိနစ်ဆိုလို့ရှိရင်စက္ကန့်30ပုတ်ညာတော့လိုက်ဆိုတဲ့ဟာလေးဆိုတော့နည်းနည်းလေးတော့ဟောပါလေ5စက္ကန့်တော့ညော့သွားတယ်ပြောရမယ်好第二是看图说话ကတပုတ်အရင်တော့အဟောင်းကလည်းဆို看图说话က2ပုတ်ပြီးတယ်ညာ2ပုတ်ပြီးတယ်ဒီဟာကြောင့်လည်းပါလေတပုတ်ပေးမဲ့တော့2မိနစ်ပေးတယ်ဒါကြောင့်အဲ့တော့ကျတော့4မိနစ်ပေးတယ်ဆိုဘာကွာလေးကြည့်မယ်ခဏလေး回答问题啊，那不干那不呗，所以第二嘛，老师地打了回答问题啊，帮表，所以即讲，然后把他们听后复述个的报告，老师把来说每题40秒，然后第二种啊，叫老把来说东西是干不喏，40秒是30干都多来的，他们那不被骗嘛，因为3不骗的，的报告10干东西的骗。好，第3题是看图说话，老師的因為下嚟把嚟11、12看圖說話俾咩11多個ပုံတစ်ပုံကြည့်ပြီးတော့2မိနစ်စာပြောရတယ်12多個ပုံတစ်ပုံကြည့်ပြီးတော့2မိနစ်စာပြောရတယ်အခုကပါလဲဆိုလို့ရှိရင်老師အကြီးချက်ပြပါမယ်老師တော့ပါလဲဆိုလို့ရှိရင်3ပုံပေါင်းsorry ဘယ်လိုဖြစ်သွား1 2 3 3ခုပေါင်းမှာပဲ老師တော့ပါလဲတပုတ်ပါခေါင်းစဉ်တစ်ခုထဲနဲ့ပြောတဲ့တဘောဆိုတော့2မိနစ်စာကို3ပုံစလုံးပြောရမယ်ဆက်ပြောအစင်လိုက်အတိုင်းနဲ့သူကပုံမြင်အတိုင်းပြောသွားမှာဖြစ်ပါတယ်ဒါနည်းနည်းလေးတော့老師တော့ HSK 3နဲ့မတူတော့ HSK 3ကြလို့ဆိုတော့အိမ်တော့ HSK 4အတိုင်းပဲပုံလုံးကြည့်ပြီးတော့2မိနစ်စာပြောတယ်ဒါပေမဲ့အခု HSK 3ကကြတော့2မိနစ်စာမဟုတ်တဲ့ဘယ်နဲ့ပါလဲဆိုလို့ရှိရင်15စက္ကန့်ပဲဆိုတော့စာကြောင်းပြောရုံပဲHSK 推ကြတော့ကြောက်ရှင်းလိုက်လို့ရှိရင်ဆိုတော့ဒီမှာနည်းနည်း challenge ဖြစ်လာပါပြီ看图说话ကြောက်看图说话ဒါလေးကပါလဲဆိုလို့ရှိရင်ကွာသွားပြီတော်တော်လေးကိုကွာသွားပါပြီအရင်တော့ဟာကြတော့လို့ဆိုပါလဲဆိုလို့ရှိရင်တစ်ခုကို2မိနစ်စာပုံကြည့်ပြီးမှကိုယ့်ကိုစိတ်ကူးရင်ပြီးမှအများကြီးချက်ပြီးတော့ပြောသွားရုံပဲဟုတ်တယ်နော်အခုကကြတော့မဟုတ်တော့ဘူးသူကပါလဲဆိုလို့ရှိရင်သူကပါလဲနောက်ဆိုတော့3ပုံပေါင်းမှာပဲတပုတ်ဆိုတဲ့ပုံစံနဲ့အောက်က回答问题ကအတူတူပါပဲ2မိနစ်တပုတ်2မိနစ်တပုတ်ဒါတော့တိတ်ပြောဘာမှမပြောင်းလဲပါဘူးညာတော့ဒါတော့တိတ်မပြောင်းလဲပါဘူးဆိုတော့ဒါကလောက်ဆိုလို့ရပါလဲဆိုရင် HSK 4နဲ့新 HSK 4級的口语呢老師အဟောင်း中級နဲ့老師နိုင်ရှင်ပြထားတာဖြစ်ပါတယ်ဆိုတော့တိတိတာတွေ့ရတာကြတော့老師တော့ပါလဲဆိုလို့ရှိရင်看图说话မှာနည်းနည်းမြင့်လာတာပြောရမှာပေါ့နော်ဆိုတော့3ပုံပေါင်းပြီးမှပြောဒါပေမဲ့တကယ်တမ်းစကားပြောတတ်တယ်လို့ဆိုလို့ရှိရင်3ပုံဆိုလို့ရှိရင်သူပြောပြပို့ထွက်လာတယ်တပုံတန်းဆိုလို့ရှိရင်မမြင်ရတဲ့ကွက်ကိုလေရှာကြပြီးမှပြောရတာဆိုနည်းနည်းတော့ပိုခက်တယ်တကယ်တမ်းကြတော့လောက်ဆက်မြင်ပေါ့နော်တချို့ကတော့3ပုံပေါင်းလိုက်မှပဲပို့ပြီးဆိုးတော့ရှိတာဒါပေမဲ့လောက်ဆက်ထင်တာ3ပုံဆိုလို့ရှိရင်ပို့ပြီးပြောစရာများလာသလားလို့ဒါလောက်ဆက်တူတဲ့အမြင်ပါOK好的那这个视频就到这里了我们后面还会有5集的好再见